grade 2သင်ရှာအခန်း7ရဲ့ပုံများကိုအသုံးပြုပြီးပု္ပ္ပာဖြည့်ခြင်းရဲ့လေ့ကျင့်ခန်းနံပါတ်1ကိုတွက်ပြမယ်နော်စင်စစ်မှာတဲ့ strawberry သီး23လုံးရှိတယ်တဲ့ strawberry သီးအရှို့ကိုစားလိုက်ရသူ့မှာ7လုံးသာကျန်တယ် strawberry သီးမြည်များစားခဲ့တဲ့နီမူလကသူ့မှာ strawberry သီး23လုံးရှိတယ်3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 23လုံးရှိတယ်အဲ့ထဲမှာအရှို့ကိုစားလိုက်တယ်7လုံးသာကျန်တယ်ခွင်းဝိုက်ထားတဲ့အားကကျန်တဲ့ strawberry ဒီမူလက23လုံးရှိတာအဲ့ထဲမှာအရှို့ကိုစားလိုက်တယ်ဆိုတော့ရော့သွားဆိုတော့အနုလက္ခဏာကဲဘယ်နှလုံးသာကျန်တော့7လုံးသာကျန်တယ်ဘယ်နှလုံးစားလိုက်တာလဲဆိုတော့သိအောင်ကြီး1 2 3 4 5 6 9 10 11 12 13 14 15သူ15လုံးစားလိုက်တယ်အဲ့ကြတော့သူစားလိုက်ထို့ကြအဖြေ15လုံး